မင်္ဂလာပါရှင်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ဇက်ကြီးဆယ်ပွဲထဲမှာဂေါရမမြတ်စွာဘုရားရှင်ကပညာပါရမီသစ္စာပါရမီအဋ္ဌံပါရမီခန္တီပါရမီတို့ကိုဖြည့်ဆည်းခဲ့သောဝိတုရဇတ်တော်ကြောင့်ပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်တရားရောခကုရုတိုင်အင်ဒပထနိုကိုပြီးမှကောရဗျမင်းစိုးစံခဲ့ပါတယ်အဲ့ဒီမင်းမှာဝိတုရအမည်ရှိတဲ့အမတ်ပညာရှိတဦးရှိပါတယ်ဝိတုရဟာဉာဏ်ပညာနဲ့အထူးပြည့်စုံရုံမျှမကတရားဟောလဲကောင်းပါတယ်။တာယာနာပြောပွဲအတန်ဖြင့်တရားဟောတတ်ပါတယ်။သူတရားကိုနာသူတိုင်းကနှစ်သက်မဆုံးရှိကြပါတယ်။ကောရဗျမင်းဟာကျွေးအံကစားမှုမှာအလွန်တက်မှတ်ပါတယ်။ဘဝဟောင်းကမိခင်တော်ခဲ့ဘူးတဲ့ထီးဖြူဆောင်တဲ့သမီးကတကိုးဖြင့်ကုညီလေးရှိတဲ့အတွက်ကြောင့်ကစားတိုင်းမှာလည်းအနိုင်ရလေးရှိပါတယ်။မင်းကြီးဟာကျွေးရန်ကစားပေမဲ့လည်းတရားဓမ္မကိုလွန်စွာမျက်နှိုးပါတယ်။ဒီနေ့မှာတော့မင်းကြီးဟာဥပုသ်ဆောင်ပြီးဥယျာဉ်တော်မှာတရားအားထုတ်နေပါတယ်။အဲ့ဒီချိန်မှာရှေးဘဝကအဆွေခင်ပွန်းများဖြစ်ခဲ့ဘူးကြတယ်။တရားမင်း၊နဂါမင်း၊ဂလုံမင်းတို့သည်လည်းပဲထိုနည်းတူဥပုသ်ဆောင်ကြပါတယ်။မင်းကြီးနေရာဥယျာဉ်သို့လာရောက်၍တရားအားထုတ်ကြပြီးမင်းလေးပါစုံမိကြပါတယ်။အဲ့ဒီအခါဝမ်းမြောက်ဝမ်းသာရင်းနှီးစွာစကားပြောကြပါတယ်။အဲ့ဒီလိုစကားပြောရမှယခုငါတို့၄ယောက်ဆောင်သောတီလာတွင်ဘသူဤတီလာကပို၍မြတ်သည်နည်းဟုမေးကြပါတယ်။ဗရုဏနဂါမင်းကအရှင်တို့၃ဤတီလာတည်းကျွန်ုပ်ဤတီလာကပို၍မြတ်ပါတယ်။ဂလုံမင်းကကျွန်ုပ်ကိုရန်ပြုသည်ဖြစ်စေရန်မပြုသည်ဖြစ်စေဂလုံမည်သည်ကနဂါဤရန်သူသားဖြစ်ပါတယ်။ကျွန်ုပ်ဟာဤကဲ့သို့အသက်ကိုရန်ပြုတတ်တဲ့ရန်သူကိုတွေ့ရတော့လေအမျက်ဒေါသမထွက်ဘဲနေခဲ့ပါတယ်။ဒါကြောင့်ကျွန်ုပ်ရဲ့သီလကပို၍မြတ်ပါတယ်ဟုဆိုပါတယ်။အဲဒီခါမှာဂလုံမင်းကနဂါးဟာကျွန်ုပ်ဖို့မွန်မြတ်သောအစာဖြစ်ပါတယ်။ကျွန်ုပ်ကဤမွန်မြတ်တဲ့အစာအာဟာရကိုတွေ့ပေမဲ့လည်းပဲမစားပါဘူး။စာလောင်မသိမ့်မှုကိုသိခံပြီးအစာအတွက်မကောင်းမှုကိုမပြုပါဘူး။ဒါကြောင့်ကျွန်ုပ်ရဲ့သီလကပို၍မြတ်ပါတယ်ဟုဆိုပါတယ်။အဲဒီနောက်တရားမင်းကငါသည်အမျိုးမျိုးသောနတ်စည်းစိမ်တို့ကိုစွန့်ပြီးတီလာဆောင်မှုအတွက်ဤရက်ကိုလာခဲ့ခြင်းဖြစ်ပါတယ်။သို့ဖြစ်၍ငါ၏တီလာကပို၍မြတ်ပေသည်ဟုဆိုပြန်ပါတယ်။ဤမှာကောရဗျမင်းကလည်းကျွန်ုပ်ဟာများစွာသောဥစ္စာတို့နှင့်တကွ16000သောမောင်မတို့ဖြင့်ပြည့်နေသောရွှေနန်းစည်းစိမ်ကိုမျက်ွယ်ပြုပြီးကြောင်းကြမှုမထားပဲဤဥယျာဉ်၌ဥပုသ်ဆောင်နေပါတယ်။ဒါကြောင့်ကျွန်ုပ်၏တီလာကပိုမြတ်ပါတယ်ဟု၍ဆိုပါတယ်။ဤသို့လျှင်မင်းလေးပါတို့ဟာမိမိတီလာကပို၍မြတ်ကြောင်းအခိုင်အမာပြောဆိုကြပါတယ်။အလျှော့မပေးကြပါဘူး။နောက်ဆုံးမှာတော့ဝိတုရသုခမိန်ထံသွားပြီးအဆုံးအဖြတ်ရယူဖို့အတွက်မင်းလေးပါလုံးဟာသဘောတူညီခဲ့ကြပါတယ်။ဝိတုရထံသွား၍အကျိုးအကြောင်းတင်ပြကြပြီးမှန်ကန်စွာဆုံးဖြတ်ပေးပါဟု၍လည်းဆိုကြပါတယ်။ဝိတုရဟာမင်းတစ်ပါးစီရဲ့စကားကိုသိချစွာကြားနာပါတယ်။အဲဒီနောက်အရှင်မင်းကြီးကိုမင်းကြီးတို့ဆိုကြသောအချက်၄ရက်စလုံးပင်ကောင်းမြတ်လှပါတယ်။လှဲပုံတောင်း၌ထောင်များစု၍တည်တဲ့ကဲ့သို့အကျင့်ပုဂ္ဂိုလ်သည်တိခံခြင်းအစာကြောင့်မကောင်းမှုကိုမပြုခြင်းကာမဂုဏ်မွေ့လျော်မှုမှရှောင်ခြင်းကြောင်းကြမှုမရှိခြင်းဟူသောဂုဏ်၄ပါးနှင့်ပြည့်စုံအံ့လောက၌ထိုပုဂ္ဂိုလ်ကိုငြိမ်းအေးသောဟူ၍ဆိုကြကုန်၏ဟုဆိုကာမင်းလေးပါတို့၏တီလာသည်ညီသူကမှမသာလုံးထတ်တူအညီထား၍ဆုံးဖြတ်လိုက်လေသည်မင်းလေးပါတို့သည်ဝိတုရ၏ဖြေကြားချက်ကိုနှစ်သက်သွားကြပါသည်ဝိတုရအားချီကျူးစကားဆိုကြပြီးတရားမင်းကဝိတုရအားဘွဲဖြူပစိုးဖြင့်၎င်းဂလုံမင်းကရွှေပန်းခိုင်ဖြင့်၎င်းနဂါမင်းကဗရမ ्या ဖြင့်၎င်းအသီးသီးပူဇော်ကြပါသည်ကောရဗျမင်းကတော့နှိုစားနွားမာ1000စင်တစီအာဇာနီမြင်း၄កောင်ကသောယထာ10စီရွာကြီး16ရွာတို့ဖြင့်ပူဇော်ပါတယ်အဲဒီနောက်မင်းလေးပါတို့ဟာချစ်ကြီးစွာခွဲခွာသွားကြလေပါတယ်ဗရုဏနဂါမင်းဟာနဂါပြည်ကိုပြန်ရောက်တဲ့အခါမှာနဂါမိဖုရားဖြစ်သူဝိမလာကဗရမ ्या ကိုမမြင်၍မေးပါတယ်နဂါမင်းကအကြောင်းစုံပြောပြပါတယ်အဲဒီအခါမှာဝိမလာဟာဝိတုရသုခမိန်ရဲ့တရားကိုနာကြားလိုသောစန္ဒတဖွာဖွာဖြစ်ပေါ်မိပါတယ်ဝိမလာကငါသည်နဂါမင်းအားဝိတုရရဲ့တရားကိုနာလိုသောကြောင့်ပင့်ဆောင်ပေးပါဆိုရင်ပင့်ဆောင်ပေးနိုင်မည်မဟုတ်ဘူးပရိယေစင်ပြီးဝိတုရရဲ့နှလုံးသားကိုချင်းချင်းဖြစ်သည်ဆိုကမကြမ်းမာယောင်ဆောင်ပြီး
အဲ့ဒီခါမုတ်ချမသွေဝိဒုရကိုဆောင်ယူစေမည်အဲ့ဒီခါမှဝိဒုရရဲ့တရားကိုနာယူတော့မည်ဆိုပြီးကြံစီပါတယ်ကြံစီရဲ့အတိုင်းမကြမ်းမာဟန်ပြုပါတယ်ဝိဒုရရဲ့နှလုံးသားကိုမရလျင်တေရပါတော့မယ်ဆိုပြီးအိတ်နေပါတယ်နဂါမင်းလည်းစိတ်နှလုံးမตายရတော့ပဲအတွက်ကြောင့်ညီသည့်ညီချင်းဝိဒုရရဲ့နှလုံးသားကိုရနိုင်ပါအပ်နည်းဟုကြံတွေး၍မှိုင်ငေးနေပါသည်ခမဲတော်ရဲ့ဖြစ်အင်ကိုနဂါမင်းသမီးဣရန်တတီတွေ့မြင်တဲ့အခါအကျိုးအကြောင်းမေးမြန်းပါတယ်နဂါမင်းကမိဖုရားရဲ့အကြောင်းကိုပြောပြပါတယ်ချစ်သမီးတင့်မယ်တော့အသက်မသေးအောင်ဆောင်ရွက်ပါဝိဒုရကိုစောင့်ယူနိုင်သူဟာဖူးစာရှင်ဖြစ်ရွေးပါထို့သူကိုရှာပါဟု၍ဆိုလိုက်ပါတယ်ဣရန်တတီကလည်းဒီကိစ္စကိုသမီးတော်အောင်မြင်အောင်ဆောင်ရွက်ပါမည်ဟု၍ဝန်ခံစကားပြောဆိုခဲ့ပါတယ်အိမ်နောက်မေတော်ကိုလည်းနှစ်သိမ့်စကားဆိုပါတယ်အိမ်နောက်လှပနီလွင်နဲ့အဝိတ္တန်စာကိုဆင်ရင်ပြီးချက်ချင်းပဲဟိမဝန္တာကိုထွက်ခွာသွားပါတယ်ဣရန်တတီဟာဟိမဝန္တာမှာရှိရဲ့ကာလာဂီရီခေါ်ကြောင်ညိုတောင်ကိုရောက်တဲ့အခါပန်းမျိုးစုံကိုခူးပါတယ်တောင်ထိပ်မှာပန်းခင်းပါတယ်ထိုပန်းခင်း၌ကလည်းညှို့တတ်ပါတဲ့အတန်နဲ့ဝိဒုရရဲ့နှလုံးသားကိုတောင့်တနေသောမေတော်၏အလိုဆန္ဒကိုပြေဝအောင်စွမ်းဆောင်နိုင်သူအားဖူးစာခြင်းအဖြစ်ရွေးချယ်ပါမည်ဟု၍ဖွဲ့နှဲ့တခြင်းဆိုပါတယ်အဲ့ဒီခိုင်မှာပုံနကအမည်ရှိတဲ့ဘလူးစစ်သူကြီးဟာမနောမယမြင်းကိုစီးပြီးကောင်းကင်ခီးမြင်လာရာကနေဣရန်တတီရဲ့အတန်ကိုကြားပါတယ်ပုံနကဟာဝေတဝန်နမင်းကြီးရဲ့တူဖြစ်ပါတယ်ဘလူးအစည်းဝေးကိုသွားရန်ထွက်လာရာကနေပြီးတော့ဣရန်တတီနဲ့စုံတွေ့ခြင်းဖြစ်ပါတယ်သူဟာဣရန်တတီကိုချစ်ကြိုက်သွားတဲ့အတွက်ကြောင့်အနီးကိုချင်းကပ်ပြီးရင်မင်းသမီးမေတော်ဖျားအလိုရှိသောဝိဒုရ၏နှလုံးသားကိုဆောင်ယူပေးမည်ဟု၍ကတိပေးခဲ့ပါတယ်ဣရန်တတီလည်းပုံနကကိုခေါ်ဆောင်ပြီးခမဲတော်ထံသွားပါတယ်အကျိုးအကြောင်းလျှောက်ထားပါတယ်နဂါမင်းကလည်းဝိဒုရအမတ်ရဲ့နှလုံးကိုဆောင်ယူပေးနိုင်မှာကသမီးတော်နှင့်အမှန်ပင်လက်ထပ်ထိမ်းမြပေးမည်ဟု၍ကတိပြုပါတယ်အဲဒီနောက်ပုံနကဟာဥရိယောဝေတဝန်နမင်းကြီးဆံရစတုမဟာရနတ်ပြည်ကိုသွားရောက်ပါတယ်နမင်းကြီးရဲ့ခွင့်ပြုချက်ကိုညံစင်၍ရအောင်ယူပါတယ်အဲဒီနောက်ဝိဒုရကိုလည်းညံစင်၍ရယူနိုင်ရန်ဝေပုံလတောင်မှမနောဟရဗရမ ्या ကိုဆောင်လျက်ကောရဗျမင်းထံသွားရောက်ပါတယ်ပုံနကဟာလူလင်းအတွင်းဆောင်လျက်ကောရဗျမင်းထံသွားရောက်ခြင်းဖြစ်ပါတယ်မိမိပုံနကဖြစ်ကြောင်းမပြောပါဘူးအကျွန်ုပ်အမည်ကကစီးဖြစ်ပါတယ်ကာလစံပါငကိုပြည်ကလာခဲ့ပါတယ်ကျွေရန်ကစားရမှာအတော်ဆုံးဖြစ်တဲ့ကောရဗျမင်းကြီးနဲ့ကျွေရန်ကစားလို၍လာပါသည်ဟူ၍ပြောဆိုလိုက်ပါတယ်အဲဒီနောက်အသင်ပါလာတဲ့ဗရမ ्या ကိုထုတ်ပြပါတယ်အာဇာနီတိန်တော်မြင်းကိုလည်းယူပြပါတယ်အဲ့ဒီຢာတွေဟာဘလောက်အဖို့တန်ကြောင်းကိုလည်းလက်တွေ့ပြသပါတယ်အဲ့နောက်ပုံနကအရှင်မင်းကြီးအကျွန်ုပ်၏ဗရမ ्या ကိုလောင်းတန်းပြု၍ကျွေရန်ကစားပါမည်အရှင်မင်းကြီးနိုင်ရင်ဒီဗရမ ्या ကိုယူပါဟု၍ဆိုပါတယ်ကောရဗျမင်းကြီးကကစီလူလင်တင်နိုင်လင်လဲငါမိဖုရားနဲ့ငါထီးနှန်းတို့မှတပါကြံတော့ငါပိုင်ဆိုင်သမျှအားလုံးတွင်တင်ကြက်ရာကိုယူပါဟု၍လောင်းတန်းပြုပါတယ်အဲ့နောက်သူတို့နှစ်ဦးဟာတရားတပါသောမင်းများနဲ့ပရိသတ်စုံကြီးရှိမှကျွေအံကစားကြပါတယ်ခါတိုင်းဆိုမှတော့ကောရဗျမင်းနိုင်အောင်အမိဟောင်းဖြစ်ခဲ့တဲ့နတ်သမီးကတကိုးဖြင့်ကူညီလေးရှိပါတယ်အခုလေနတ်သမီးကကူမီပြုတဲ့အခါမှာနတ်ဘလူးဖြစ်သူပုံနကနတ်သမီးကိုမြင်တွေ့သွားခဲ့ပါတယ်ချက်ချင်းပဲမျက်စောင်းထိုး၍နှင်ထုတ်လိုက်ပါတယ်နတ်သမီးလည်းကြောက်ရွံ့စွာဖြင့်ထွက်ပြေးသွားရပါတယ်အဲဒီခါကျွေရန်ကစားရာမှာမင်းကြီးရှုံးသွားခဲ့ပါတော့တယ်မင်းကြီးဟာစိတ်နှလုံးမသားမယားရှိသွားပါတယ်ပုံနကကတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေပါတယ်အရှင်မင်းကြီးကျွန်ုပ်နိုင်ပါပြီလောင်းတန်းဥစ္စာကိုယခုပေးတော်မူပါဟု၍တောင်းပါတယ်မင်းကြီးကကစီလူလင်ငါစိုးပိုင်သောစင်မြင့်ကျွဲနွားဟုသောယရနာတို့မှတင်လိုရှိရာယူဆောင်တော်ဟု၍ဆိုပါတယ်အဲဒီခါမှာပုံနကအရှင်မင်းကြီးပိုင်သောယရနာတို့မှဝိဒုရဒုက္ခမိန်ဟူသောယရနာဟာအမျက်ဆုံးဖြစ်ပါတယ်ဝိဒုရကိုကျွန်ုပ်အားပေးပါလောဟု၍တောင်းခံပါတယ်အဲဒီခါမင်းကြီးကတပြတလဲညှင်းဆိုပါတယ်ကစီလူလင်ဝိဒုရဒုက္ခမိန်ဟာငါရဲ့ကြုံမဟုတ်ဘူးငါပိုင်သောယရနာတို့မှမပါဝင်ပါဘူးဝိဒုရဟာငါဤကိုနဲ့ထပ်တူဖြစ်ပါတယ်ငါဤဆွေမျိုးဖြစ်ပါတယ်ငါဤကိုးကွယ်ရာဖြစ်ပါတယ်ဆိုပြီးပြောပါတယ်အဲဒီခါပုံနကအရှင်မင်းကြီးဝိဒုရဟာအရှင်မင်းကြီးနဲ့ထပ်တူဖြစ်တယ်သို့မဟုတ်အရှင်မင်းကြီးပိုင်ကျွန်ဖြစ်တယ်ဆိုသောပြဿနာကိုကျွန်ုပ်တို့နှစ်ဦးဖြေရှင်းရင်ပြေလည်မှာမဟုတ်ပါဘူး
ဝိဒုရဒုက္ခမိန်ကိုပင်တင်ပြပြီးသူ့ရဲ့အဆုံးဖြတ်ကိုရယူရတော့မသိမီတော့ဝိဒုရရဲ့အဆုံးဖြတ်အတိုင်းလိုက်နာကြပါစို့ဟုဆိုပါတယ်မင်းကြီးလည်းသဘောတူခဲ့ပါတယ်အဲဒီနောက်သူတို့နှစ်ဦးဟာဝိဒုရထံသွားကြပါတယ်ဝိဒုရဟာမင်းကြီးကိုမြင်တဲ့အခါမှာတရားဆုံးဖြတ်ရာပလင်ထက်မှလျင်မြန်စွာဆင်းလာပါတယ်မင်းကြီးကိုရှ िख ိုးလျက်တင့်လျော်သောနေရာ၌နေပါတယ်ကောရပြမင်းကြီးနဲ့ပုံနကားတို့ဟာဖြစ်ပျက်ပုံလုံးစုံကိုတင်ပြပါတယ်အဲဒီနောက်ပုံနကားကဒုက္ခမိန်ဝိဒုရဟာတရားဆုံးဖြတ်ရာမှာတော်တဲ့ဖြောင့်မတ်မှန်ကန်တယ်လို့ကြော်စောပါတယ်ကြော်စောတဲ့အတိုင်းဟုတ်မဟုတ်ကိုယနေ့သိရပြီတော့မယ်သင်ဒုက္ခမိန်ဟာမင်းကြီးရဲ့ကျွန်ပေလို့ဒါမှမဟုတ်မင်းဤကိုနဲ့ထပ်တူမျှသောဆွေမျိုးပေလို့ဟူ၍မေးပါတယ်ဝိဒုရကငါသည်မင်းဤဆွေမျိုးမဟုတ်သို့သောပုံနကယုံလောက်အောင်ဆွေမျိုးဖြစ်သည်ဟုလှည့်ပတ်ပြောသောပုံနကမိတို့တက်နိုင်မည်နီတို့ရတွင်တရားဆုံးဖြတ်သူတို့၏သစ္စာပြည့်ရင်းပေတော့မည်မတော်မတရားပြုရာကြပေတော့မည်လုံးဝမသိသစ္စာသည်သာအဓိကဖြစ်သည်အမှန်တိုင်းသာပြောဆိုဆုံးဖြတ်ရတော့မည်ဟု၍စဉ်းစားပါတယ်အဲ့ဒါနဲ့အမောင်လူလင်ငါသည်မင်းနဲ့ထပ်တူဖြစ်သောဆွေမျိုးမဟုတ်ပါဘူးကျွန်သားလင်ဖြစ်ပါတယ်ပုံနကားလည်းဝမ်းမြောက်လာတဲ့အတွက်ကြောင့်နိုင်မြဲမိဆိုပြီးလက်ခမောင်းခတ်ပါတယ်ကောရပြမင်းကတော့မကျေနပ်ပါဘူးဝိဒုရဟာလက်ပတ်လိမ့်နဲ့ပြောတဲ့ပါလျက်မပြောဆိုပြီးဝိဒုရကိုစိတ်ဆိုးပါတယ်ကစီလူလည်းဝိဒုရဟာငါရဲ့ကျွန်ဖြစ်သည်မှန်ရင်ဝိဒုရကိုယူသွားလို့ဟုဆိုပါတယ်ဝိဒုရကိုပုံနကအားပေးအပ်လိုက်ပါတယ်အဲ့လိုပေးအပ်ရမှမင်းကြီးဟာဝိဒုရမရှိတဲ့အခါမှာတရားစကားကိုကြားနာဖို့ရာမလွယ်ပြီဆိုပြီးစဉ်းစားမိပါတယ်အဲ့ဒါကြောင့်ဝိဒုရကိုအင်ယာတီထောင်၍လူပေါင်း၌နေသောသူတို့လိုက်နာရမယ့်တရားကိုမတော်မီဟောကြားပါအောင်ဟုတောင်းပန်တဲ့အခါမှာဝိဒုရကလည်းစိတ်ရှည်စွာဟောကြားခဲ့ပါတယ်အဲဒီနောက်ပုံနကဟာဝိဒုရကိုခေါ်ဆောင်သွားမိပြုပါတယ်အဲဒီခါဝိဒုရကကစီလူလင်ကျွန်ုပ်ဟာမင်းကြီးမျက်နှာကိုမထောက်ဖဲမှန်ရာကိုဆိုသောကြောင့်သာကျွန်ုပ်ကိုတင်ရခြင်းဖြစ်ပါတယ်ထိုကျေးဇူးကိုထောက်၍ကျွန်ုပ်အားမတော်မီသားမယားတို့ကိုအဆုံးမတရားဟောရန်အိမ်၌3 ရက်နေဝင်ပြပါ3 ရက်စီမှခေါ်ဆောင်ပါဟု၍တောင်းဆိုပါတယ်ပုံနကလည်းခွင့်ပေးခဲ့ပါတယ်အိမ်မှာဝိဒုရဟာပုံနကကိုအိမ်သို့ခေါ်ဆောင်သွားခဲ့ပါတယ်ဘုံခနင်းစင်းရှိသောအနေအိမ်ရဲ့ပြတ်သက်အထက်ဆုံးထပ်မှာထားပါတယ်အစီပါတို့ကိုပုံနကအားကောင်းစွာလှုပ်ကြွေးပြုစုစေပါတယ်အဲ့ဒီအတွင်းမှာဝိဒုရဟာမိမိရဲ့မြဲကြီးဖြစ်သောအနော်စာအားသာသမီဆွေမျိုးတို့ကိုခေါ်စီပါတယ်။အဲ့နောက်သာသမီဆွေမျိုးတို့ကိုမင်းမှုတန်းအဖြစ်ထမ်းဆောင်ရာတွင်ကျင့်အပ်သောတရားတို့ကိုဟောကြားခဲ့ပါတယ်။3 ရက်စီရဲ့အခါမှာဝိဒုရဟာမင်းကြီးထံသွားပြီးအရှင်မင်းကြီးယနေ့ပင်တစည်းလူလင်ခေါ်ဆောင်ရာကိုကျွန်ုပ်လိုက်ရပါတော့မယ်။ကျွန်ုပ်ရဲ့သားမယားတို့နဲ့စီစိန်တို့ကိုအရှင်မင်းကြီးပင်ကြည့်ရှုစောင့်ရှောက်တော်မူပါဟု၍နှုတ်ဆက်တောင်းပန်ပါတယ်။အဲဒီနောက်ဆက်ပြီးအရှင်မင်းကြီးကစီလူလင်မေးစဉ်ကကျွန်ုပ်ဟာမင်းကြီးရဲ့မျက်နှာကိုမထောက်ဖဲမင်းကြီးရဲ့ကျွန်ဒီဟု၍ပြောခဲ့မိပါတယ်။မှန်သောသစ္စာတရားကိုစောင့်ထိန်ရခြင်းဖြင့်ဤသို့ပြောခဲ့မိပါတယ်။အကျွန်ုပ်၌အရှင်မင်းကြီးကိုပြစ်မှားမိသောအမှုတို့ရှိမရှိစင်ကျင်ကြည့်ရမှာအခြားအပြစ်များလုံးဝမရှိပါဘူး။ယခုကဲ့သို့သစ္စာတရားအရာအရှင်မျက်နှာကိုမထောက်ဖဲပြောခဲ့မိသောအပြစ်သားရှိပါတယ်။အဲဒီအတွက်ကြောင့်အကျွန်ုပ်ကိုတိခံခွင့်လွှတ်တော်မူပါ။အကျွန်ုပ်ရဲ့အပြစ်အတွက်အကျွန်ုပ်ရဲ့သားမယားတို့ကိုလည်းအမျက်ပြုတော်မူပါနဲ့။မြေကြီးပေါ်၌ခြေချော်၍လဲသူအဖို့ထိုချော်လဲရာမြေကြီးသည်ဖြင့်စောက်တီရာဖြစ်ပါတယ်။ထို့သူကျွန်ုပ်ဖို့လည်းအရှင်မင်းကြီးသာလျှင်မိကိုအားထားရဖြစ်ပါတယ်ဆိုပြီးလျှောက်ထားတောင်းပန်ပါတယ်။အဲဒီခါမှာကောရပြမင်းကြီးကဝိဒုရကိုခွင့်လွှတ်ရုံများမကဝိဒုရကိုကစီလူလင်မခေါ်ယူနိုင်မှုအတွက်ကစီလူလင်ကိုဖျောက်ဖျက်ပစ်မိဟုဆိုပါတယ်။အဲဒီခါဝိဒုရကအရှင်မင်းကြီးယခုအကျဉ်တော်ဟာအကျွန်ုပ်ကိုတနာချစ်ခင်တဲ့အတွက်ကြောင့်ကျန်တော်မူချက်ဖြစ်ပါတယ်။ဒါပေမဲ့သူတော်ကောင်းတို့အကျင့်အလေမဟုတ်ပါဘူး။အကုသိုလ်ပွားနိုင်ပါတယ်။အကျွန်ုပ်အတွက်စိတ်တော်ကိုဖြေတော်မူ၍ကုသိုလ်ကိုသာပွားတော်မူပါ။ခတ်သိမ်းသောတရားဝါတို့ဟာမအိုမသေးမနေရပါဘူး။သူ့အသက်ကိုတတ်ချင်းသည်ဟူသောမကောင်းမှုကိုပြုမိတဲ့အခါမှာတမလွန်ဘဝမှာကြီးစွာသောဆင်းရဲကိုခံရပါတော့မယ်။အဲဒါကြောင့်ကျွန်ုပ်အတွက်ကြောင့်နဲ့သူ့အသက်တတ်ချင်းကိုပြုတော်မူပါနဲ့
သူတော်ကောင်းတို့၏သဘောကိုဆက်လက်ထိမ့်သိမ်းတော်မူပါဟုလျှောက်ထားပါတယ်။အဲဒီနောက်အရှင်မင်းကြီးအကျွန်ုပ်အားပေးပြီးပြီဖြစ်တဲ့အတွက်ကြောင့်ကစီးလူလင်ဟာအကျွန်ုပ်ကိုဖုတ်လို့ဖုတ်ကင်းလို့ကင်းတတ်လို့လင်လဲတတ်နိုင်ပါတယ်။သူ့ပေါ်ကျွန်ုပ်မြတ်တော်သားမထွက်ပါဘူး။သူနဲ့အတူလိုက်ပါတော့အံဟုဆိုပြီးနန်းတော်မှထွက်ခဲ့ပါတယ်။နန်းတော်သူနန်းတော်သားတို့ဟာဝိဒုရအတွက်မို့ကျွေးမြည်တမ်းကြကုန်ပါတယ်။ပြည်သူပြည်သားအပေါင်းတို့လည်းစုဝေးရောက်ရှိလာကြရာဝိဒုရကစိတ်ပြေကြရန်တရားဟောပြီးအိမ်သို့ပြန်ကြစေပါတယ်။အိမ်နောက်မို့ကျွေးမြည်တမ်းနေကြတယ်။မယားကြီးအနော်စာနှင့်တကွအိမ်သူအိမ်သားတို့အားလည်းစိတ်ပြေကြရန်ဆိုဆုံးမှာပါတယ်။အိမ်နောက်ကစီးလူလင်အမိခံပုံနကရဲ့နောက်ကိုလိုက်ပါသွားခဲ့ပါတယ်။ပုံနကဟာတိမ်တော်မြင်းပြန်ကိုစီးပြီးဝိဒုရမြင်းမိကိုဆွဲစီလျက်ကောင်းငင်ခီးဖြင့်ထွက်ခွာသွားပါတယ်။အဲဒီလိုထွက်ခွာစဉ်မှာပုံနကဟာဝိဒုရအားအရှင်ယူဆောင်သွားသည်တဲ့တက်ပြီးနှလုံးသားကိုယူဆောင်သွားသည်ကတင့်လျော်မီဟုကြံ့ရွယ်ပါတယ်။အဲဒါကြောင့်မြင်းကိုဒုံဆိုင်စီးပါတယ်။တစ်ပင်နေတောင်တွေကိုတွေ့တဲ့အခါမှာမရှောင်မဲနဲ့ဝိဒုရနဲ့တိုက်မိအောင်တက်တက်မတ်မတ်သွားပါတယ်။ဒါပေမဲ့ဝိဒုရရဲ့သစ္စာနဲ့တီလတကိုးကြောင့်ဝိဒုရမှာအနေရမဖြစ်ဖဲပင်ပန်းယုံသာရှိပါတယ်။ဝိဒုရမသေးတဲ့အခါမှာပုံနကဟာလေဟုန်ထဲကိုမြင်းကိုစိုင်းနှင်ပြန်ပါတယ်။မထူးကြပါဘူး။အမျိုးမျိုးချင်းချောက်ပြန်ပါတယ်။တောင်ထိပ်မှပြစ်ချပြန်ပါတယ်။နောက်ဆုံးမှာပုံနကဟာဝိဒုရကိုခြေနှစ်ချောင်းမှကိုင်းလျက်တောင်ထိပ်နှင့်ရိုက်သက်ရန်ကြံစီပါတယ်။အဲဒီခါမှာဝိဒုရကအမောင်လူလင်အဖေကြောင့်ကျွန်ုပ်ကိုတင်တက်လိုပါသည်။ကျွန်ုပ်သေးသည့်အတွက်တင့်မှာမိတို့အကျိုးရှိလာမည်နီတင်မည်သူနီဟု၍မေးပါတယ်။ပုံနကဒုက္ခမိန်အကျွန်ုပ်သည်ဝေဒဝံနမင်းကြီးရဲ့တူနဘလူစစ်သူကြီးပုံနကဖြစ်ပါတယ်။ရူနာနဂါမင်းရဲ့သမီးတော်ဣရန်တတီကိုလိုချင်သောကြောင့်တောင်းခဲ့ပါတယ်။နဂါမင်းရဲ့မိဖုရားကြီးဝိမလာဟာဝိဒုရဒုက္ခမိန်ရဲ့နှလုံးသားကိုအလိုရှိနေပါတယ်။နဂါမင်းကဝိဒုရဒုက္ခမိန်ရဲ့နှလုံးသားကိုစောင့်ယူပေးနိုင်မှဣရန်တတီနဲ့ထိမ်းမြပေးမယ်လို့ဆိုပါတယ်။ဒါကြောင့်အသင်ဒုက္ခမိန်ရဲ့နှလုံးသားကိုယူလိုတဲ့အတွက်ကြောင့်အသင်ကိုတတ်လို့ခြင်းဖြစ်ပါတယ်ဆိုပြီးပြောဆိုပါတယ်။ထို့အခါဝိဒုရကအိုးလွဲမှားနေကြပြီလောကကြီးတွင်အလွဲမှားကောက်ယူမှုတို့ကြောင့်မပျက်စီးသင့်သည်တို့ပျက်စီးနေကြရတယ်။ဝိမလာမိဖုရားဟာငါရဲ့နှလုံးသားကိုအကယ်စစ်စစ်အလိုမရှိရဘူး။နှလုံးသားမှထွက်လာသောငါတရားကိုနာလိုတဲ့အတွက်ကြောင့်သာပရိယေဖြင့်ဆိုရသည်။နဂါမင်းအကောက်ယူလွဲမှားသောကြောင့်ပုံနကကိုငါနှလုံးသားယူရန်စေခိုင်းခြင်းဖြစ်သည်။ပုံနကလည်းအကောက်ယူလွဲမှားတဲ့အတွက်ကြောင့်ငါကိုဒီမျှဒုက္ခရအောင်ပြုနေခြင်းဖြစ်သည်။ငါသည်အမှုကိစ္စအပေါင်းကိုကြိုးကြောင်းဆင်ခြင်၍စီရင်နိုင်သောပညာရှိဖြစ်သည်မဟုတ်ပါလော။တို့ဖြစ်ပါလျက်ပုံနကလက်မှအသက်ထွက်ရပါလျင်ငါ၏ပညာစွမ်းသည်အဘယ်မှအသုံးကျတော့မည်နည်းအသက်မခံရအောင်ငါကြံဆောင်မည်ဟု၍စဉ်းစားဆင်ခြင်ပါတယ်။အိမ်နောက်ပုံနကအားအမောင်ပုံနကငါဟာအလွန်ထူးမြတ်၍တမိုးရှိလာတဲ့တာရုဏရတရားကိုသိပါတယ်။အဲ့ဒီတရားကိုငါမသိခင်သင်အားဟောကြားခဲ့ပါမယ်။ငါကိုတောင်းထိန်၌ထားပြီးတာရုဏရတရားကိုနားပါအောင်။တရားနာပြီးမှသင်သဘောရှိပြုပါဟု၍ဆိုပါတယ်။ပုံနကလည်းတာရုဏရတရားဟာဧကံမင်းထူးမြတ်လိမ့်မယ်တန်ဖိုးရှိလိမ့်မယ်မိသူကိုမှလည်းဟောဘူးသေးဟန်မတူဘူးဆိုပြီးတွေးတောပါတယ်ဝိဒုရအားတောင်ထိပ်ပေါ်၌တင်ထားပြီးလျင်တာရုဏရတရားကိုဟောပါဟုဆိုပါတယ်ဝိဒုရကလည်းငါကိုမှမြူမုံအလိမ့်လိမ့်ကတ်နေတယ်မတန်ရှင်းသောကိုဖြင့်တရားဟော၍မသိဘူးရေချိုးပြရစေဟုဆိုပါတယ်ပုံနကလည်းဝိဒုရအတွက်ချိုးရည်ကိုယူပေးပါတယ်အဝတ်ပစိုးတို့ပေးပါတယ်အစားအစာတို့ကျွေးပါတယ်ဝိဒုရဟာရေချိုး၍ဝယ်စားလဲပြီးတဲ့အခါမှာအစားစားပါတယ်အဲဒီနောက်ကာလာဂီဝီတောင်ထိပ်မှာနေရာခင်းစေပြီးတာရုဏယတရားကိုခေါ်ခဲ့ပါတယ်တာရုဏယတရားကိုကြားနာရတဲ့အခါပုံနကတရား၄ပါးလုံး၌ဒုက္ခမိန်ဟာသူ့ကိုလွှတ်ရင်စကားရိပ်ပါတယ်ဒုက္ခမိန်ဟာရှေ့ကမတိကျွမ်းပဲလျက်ငါကိုကောင်းစွာအခန့်ကျွေးမွေးခဲ့တယ်၃ရက်ပင်ကြာခဲ့တယ်ယခုဝိဒုရဒုက္ခမိန်ကိုညှင်းဆဲတက်ဖြတ်မယ်ဆိုရင်မကောင်းမှုကြီးကိုငါပြုနေသည်မှလည်းမိမ္မာသည်ဟူသောအကြောင်းကြောင့်ဖြစ်နေပါတယ်။ငါဟာအဆွေခင်ပွန်းကိုပြမားသူဖြစ်နေပါပြီ။အကယ်၍ဝိဒုရဒုက္ခမိန်ကိုပြမားလျင်ငါသည်တာတုနရတရားကိုမလိုက်နာသူဖြစ်တော့မယ်။ငါလည်းနဂါမင်းသမီးကိုအလိုမရှိရောပြီ
သူခမိန်ကိုဘေးမပြူပဲပြန်ပို့တော့မည်ဟုစဉ်းစားဆင်ခြင်ဆုံးဖြတ်ပါတယ်။သို့ဖြင့်ဝိဒူရအားသူခမိန်ကျွန်ုပ်သည်တင့်အိမ်၌3 ရက်ကြာအောင်နေခဲ့သည်။သင်သည်ကျွန်ုပ်ကိုပြုစုကျွေးမွေးခဲ့ပါတယ်။သင်ဟာကျွန်ုပ်ရဲ့အဆွေခွင်ပေါင်းဖြစ်ပြီးကျွန်ုပ်သင်ကိုဘေးမပြူလို့ဘူး။ယခုပင်လွတ်ပါတယ်။အိမ်ကိုပြန်လေတော့ဟုဆိုပါတယ်။အဲဒီခါဝိဒူရကပုံနကကျွန်ုပ်ကိုအိမ်ကိုပြန်မပို့ပေးပါနဲ့အောင်။နဂါးပြည်ကိုဆောင်ယူပြီးနဂါးမင်းရဲ့အလိုကိုဖြည့်ပါအောင်။ကျွန်ုပ်လည်းနဂါးပြည်ကိုမမြင်ဘူးသဖြင့်ကြည်ကြံပါသေးတယ်လို့ဆိုပါတယ်။ပုံနကသူခမိန်မိမိကိုဘေးပြုမဲ့ရန်သူရှိရာရက်ကိုမသွားသင့်ပါဘူးဟုဆိုပြီးတားမြစ်ပါတယ်။ဝိဒူရကပုံနကတင်စကားမှတ်ပါတယ်။သို့ပေမဲ့ကျွန်ုပ်၌တစုံတရာပြုခဲ့ဘူးသောမကောင်းမှုဟု၍အနှဲငယ်မျှမရှိပါဘူး။ဒါကြောင့်တေးရမည်ကိုမကြောက်ဘူး။အဲ့ဒီအပြင်တင့်ကိုပင်ကျွန်ုပ်တရားစကားဖြင့်စိတ်နှူးညံ့အောင်ပြုနိုင်ခဲ့သေးရဲ့။နဂါးမင်းကိုကပို၍ပင်စိတ်နှူးညံ့အောင်ပြုနိုင်ပါတယ်လို့ဆိုပါတယ်။အဲဒီခါပုံနကလည်းဝိဒူရာကိုနဂါးပြည်ကိုခေါ်ဆောင်သွားလေပါတယ်။နဂါးပြည်ကိုရောက်တဲ့အခါပုံနကဟာဝိဒူရာကိုနောက်ကထားပြီးနဂါးမင်းထံဝင်ပါတယ်။အကယ်၍နဂါးမင်းဟာဝိဒူရာကိုရန်ပြုပါကပုံနကလည်းဝိဒူရာကိုတိမ်နှောမြင်းပေါ်တင်ပြီးခပ်ပြေးရန်အကြံဖြင့်ဤသို့ပြုခြင်းဖြစ်ပါတယ်။ပုံနကကိုမြင်နှင့်နဂါးမင်းကပုံနကဝိဒူရာကိုဆောင်ယူနိုင်ခဲ့ပါသလားဟု၍မေးမြန်းပါတယ်။ပုံနကကအရှင်နဂါးမင်းဝိဒူရာသူခမိန်ဟာယခုမင်းကြီးရှေ့မှောက်ကိုရောက်လာပါပြီ။ကျွန်ုပ်သည်တရားဆောင်သောဝိဒူရာကိုတရားသဖြင့်ဆောင်ယူခဲ့ပါသည်ဟု၍ဆိုပါတယ်။ဝိဒူရာဟာနဂါးမင်းကိုရှင်မခိုးပဲရဲရင်စွာရင်ဆိုင်တွေ့ဆုံပါတယ်။နဂါးမင်းကဝိဒူရာအားသူခမိန်လူပြည်တွင်မမြင်စဘူးအလွန်ခမ်းနားကြီးကျယ်လာတဲ့နဂါးမင်းရဲ့စီးစိမ်အရှိန်ဝါအာနာဖုံးတကိုးကိုမြင်တဲ့အတွက်ကြောင့်တေးရမည်ကိုကြောက်ရွံ့နေသလိုအဲ့ဒီလိုကြောက်ရွံ့နေတဲ့အတွက်ကြောင့်ငါနဂါးမင်းကိုပင်ရှစ်မခိုးနိုင်ငေးမိုင်တွေ့ဝေနေပါသလိုတေးရမည်ကိုကြောက်တတ်သောသူသည်ပညာရှိမမြည်ပေဘူးသင်သည်ပညာရှိဟု၍ကြော်စောတိုင်းမမှန်ပညာရှိမဟုတ်ရောင်တကားဟု၍ဆိုပါတယ်အဲ့ဒီခါဝိဒူရာကနဂါးမင်းကျွန်ုပ်သည်တေးရမည်ကိုကြောက်သူမဟုတ်ဘူးကြောက်ရွံ့ထိတ်လန့်ကတင့်ကိုရှစ်မခိုးနိုင်ဖြစ်နေသည်မဟုတ်ပါဘူးအသက်ခံရမည်သူအားရှစ်မခိုးတတ်မြည်သူကလည်းအသက်ခံရမည်သူကိုရှစ်ခိုးအောင်မခိုင်းရန်ဥ၍တည်ငြိမ်စွာပြန်လည်ပြောဆိုပါတယ်။အဲ့ဒီစကားကိုကြားတဲ့အခါမှာနဂါးမင်းဟာနှစ်သက်သွားပါတယ်။သူခမိန်တင်ဆိုတဲ့စကားဟာအမှန်ပင်သည်ဟူ၍ဆိုပါတယ်။အဲ့နောက်ဝိဒူရာကနဂါးမင်းကိုစကားဆိုပါတယ်။နဂါးမင်းတင်ခန်းစားရတဲ့ဖုံးတကိုးအရာဝါစီးစိမ်ချမ်းသာတွေဟာအမြဲတည်သောအရာမဟုတ်ဘူး။ထို့သောမမြဲသည်ကိုမြဲတကယ်သို့အသင်နဂါးမင်းထင်မှတ်နေပေရဲ့မင်းကြီးကိုကျွန်ုပ်မေးပါအံဤစည်းစိမ်ချမ်းသာတို့ကိုသင်အဘဲကြောင့်ရပါသနည်းဤစည်းစိမ်ချမ်းသာတို့ကိုအကြောင်းမရှိပဲရပါသလောသို့မဟုတ်အပူအေးစတဲ့ဥရုဓာတ်သဘောတဘာဝကြောင့်ရပါသလောသို့မဟုတ်သင်ကိုယ်တိုင်ဖန်ဆင်းစီရင်၍ရပါသလောသို့မဟုတ်နတ်တို့ကပေး၍ရပါသလောသူခမိန်ဤစည်းစိမ်ချမ်းသာတို့ကိုငါသည်အကြောင်းမရှိပဲရသည်မဟုတ်ဥရုဓာတ်သဘာဝကြောင့်လည်းရသည်မဟုတ်ငါကိုယ်တိုင်ဖန်ဆင်းစီရင်၍လည်းရသည်မဟုတ်နတ်တို့ပေး၍လည်းရသည်မဟုတ်ငါဤရှိကပြုခဲ့ဘူးသောကောင်းမှုကြောင့်သာရခြင်းဖြစ်ပါတယ်ငါနဲ့ငါမိဖုရားဝိမလာတို့ဟာရှေးဘဝကအင်္ဂါတိုင်းကာလစံပါနကိုပြီးမှတရားတရားနဲ့ပြည့်စုံတဲ့ဇနီးမောင်နှံဖြစ်ခဲ့ကြပါတယ်အဲဒီချိန်ကအလှူဒါနကိုအမဲမပြတ်ပြုလုပ်ခဲ့ကြပါတယ်ဒါကြောင့်ဤနဂါးပြည်မှာကြီးကျယ်တဲ့စီးစိမ်ချမ်းသာကိုရရှိခြင်းဖြစ်ပါတယ်နဂါးမင်းရှေးကပြုသောကုသိုလ်ကောင်းမှုကြောင့်ယခုစီးစိမ်ချမ်းသာကိုရသည်ဟုသိလျင်နောင်ခါလည်းဤကဲ့သို့သောစီးစိမ်ချမ်းသာမျိုးကိုရရှိစေရန်ကုသိုလ်ကောင်းမှုတို့ကိုမမေ့မလျော့ပြုလုပ်တော်မူပါသူခမိန်ဤနဂါးသည်၌အလူခံယဟန်ပုံနာမရှိပါဘူးအဘယ်ကုသိုလ်ကောင်းမှုမျိုးကိုပြုလုပ်ရပါမည်နည်းနဂါးမင်းမိဖုရားသာသမီမောင်မမိတ်တန်နဲ့တကွနိုင်ငံသူနိုင်ငံသားနဂါးအပေါင်းတို့တစုံတစ်ခုအမှုကိစ္စဖြစ်လာတဲ့အခါမှာအမျက်ဒေါသမထွက်ပါနဲ့ချိုတာစွာပြောဆိုဆုံးမှာပါမေတ္တာဖြင့်စောင့်ရှောက်တော်မူပါပြောဆိုရ၌၎င်းပြုမှုရ၌၎င်းမေတ္တာတရားဖြင့်ပြောဆိုပြုမှုပါသေလွန်တဲ့အခါမှာနဂါးပြည်မှာအထက်ဖြစ်တဲ့နတ်ပြည်ကိုရောက်လက်တန်ဆိုပြီးဟောပါတယ်ရူနာနဂါးမင်းလည်းဝိဒူရရဲ့စကားကိုလွန်စွာနှစ်သက်သဘောကျသွားပါတယ်ဝိဒူရကိုငါတို့ရန်ပြုရန်မသင့်ဘူးမိဖုရားကြီးဝိမလာထံခေါ်ပြီးချင်းချင်းပြည်စေရန်တရားဟောခိုင်းမယ်
အိမ်နောက်ကောရပြမင်းကြီးထံပြန်ပို့ပေးမယ်ဆိုပြီးကြံစီကမီဒီယာကြီးထံခေါ်ဆောင်သွားပါတယ်ဝိမလာမီဒီယာကြီးဟာဝိဒူရကိုတွေ့တဲ့အခါလက်အုပ်ချီလျက်ဝမ်းမြောက်ဝမ်းသာစကားဆိုပါတယ်ဝိဒူရကိုတွေ့စားကနဂါမင်းပြောဆိုတဲ့စကားမျိုးပင်ပြောဆိုမေးမြန်းပါတယ်ဝိဒူရကလည်းနဂါမင်းအားပြောတဲ့ကဲ့သို့ပင်ပြောကြားလျက်တရားဟောပါတယ်ဝိဒူရရဲ့တရားကိုနာကြားရတဲ့အခါဝိမလာရဲ့ချစ်ချင်းဟာပျောက်သွားပါတယ်ဝိမလာမီဒီယာကြီးဟာဝိဒူရအားအဝတ်ပစိုးနန္တာပန်းမန်စသည်တို့ကိုပေးအပ်ပြီးမွန်မြတ်တဲ့အစားအစာတို့ကိုကျွေးပါတယ်ဝိဒူရဟာမိမိရဲ့တရားကိုနဂါမင်းနဲ့မီဒီယာတို့နှစ်သက်ကြောင်းသိတဲ့အခါမှာစူးစမ်းလိုသောသဘောဖြင့်ဆိုပါတယ်နဂါမင်းကျွန်ုပ်ကိုတက်ချေသောအဆွေခင်ပွန်းကိုပြမရာရောက်လိမ့်မည်ဟု၍လည်းမကြောက်လေကျွန်ုပ်ကပင်လာ၍မိမိကိုလက်ဆောင်ဖြင့်နဂါမင်းကိုဆက်ပါတယ်ကျွန်ုပ်ထံ၌ယခုပင်တရားနာနေသေးသည်ဟုမတည့်ရဖြစ်နေလျင်လေအလိုရှိရာကိုပြောပါနှလုံးကိုအလိုရှိလျင်လေကျွန်ုပ်ကပင်လိဖြတ်ပေးပါအံထိုအခါနဂါမင်းကဒုက္ခမိန်ပညာရှိတို့နှလုံးကပညာသားလျင်ဖြစ်ပါတယ်သင်ဒုက္ခမိန်ရဲ့တရားပညာသည်ဟုသောနှလုံးကိုကျွန်ုပ်တို့ကြားနာရ၍အလွန်နှစ်သက်ဝမ်းမြောက်မဆုံးရှိနေပါပြီဟု၍ပြန်လည်ပြောကြားပါတယ်အိမ်နောက်ပုံနကားအားလည်းပုံနကအသင်သည်ယူဆောင်ရန်အလွန်ခက်ခဲသောဒုက္ခမိန်ကိုတရားသဖြင့်ဆောင်ယူခဲ့သည့်အတွက်ငါချီးကျူးပါတယ်မီဒီယာကြီးရဲ့အလိုဆန္ဒပြေဝတဲ့အတွက်ကြောင့်သင်အားသမီးတော်ဣရန်တတီကိုဆောင်နှင်းပေးအပ်ပါတယ်သင်ပုံနကစစ်သူကြီးဟာယနေ့ပင်ဒုက္ခမိန်ကိုအိန္ဒပတ္ထနဂိုပြည်ကိုပြန်လည်၍ပို့ဆောင်ပေးပါလောဟု၍ဆိုပါတယ်ပုံနကလည်းဣရန်တတီကိုရ၍လွန်စွာဝမ်းမြောက်သွားပါတယ်အိမ်နောက်ဝိဒူရအားစัจ जाမင်းတို့သာသုံးတယ်မနောဟရပရများကိုပေးပါတယ်အိမ်နောက်နဂါမင်းနဲ့မိဖုရားတို့ကိုခွင့်ပန်၍တိမ်တော်မြင်းကိုပြင်စီပါတယ်မြင်းပြန်ပေါ်မှာဝိဒူရအားရှေ့ကထားပြီးပုံနကအလဲကစီးလျက်ဣရန်တတီကိုနောက်ကထားပြီးနဂါပြည်ကထွက်ခွာလာခဲ့ကြပါတယ်ထိုနေ့မိုးတောက်ရမှာကောရပြမင်းကြီးဟာထူးဆန်းတဲ့အိမ်မက်ကိုမြင်မှတ်ပါတယ်အဲ့ဒီအိမ်မက်အရာယနေ့ပင်ဝိဒူရဒုက္ခမိန်မုတ်ချရောက်လာလိမ့်မည်ဟု၍ဝမ်းမြောက်ဝမ်းသာဖြစ်နေပါတယ်ချက်ချင်းပင်မြို့ကိုတစားစင်စေပြီးရဟနာမန္တကြီးထိုးစေပါတယ်တရားဟောပလင်ကိုပြင်ဆင်စေပြီးတရားတစ်ပါးသောမင်းတို့နှင့်တကွတိုင်းလူပြည်သားတို့အားလည်းယနေ့ဝိဒူရဒုက္ခမိန်ပြန်ရောက်လိမ့်မည်ဟုပြောဆိုကြပါတယ်ဝိဒူရကိုစောင့်မျှော်နေကြစေပါတယ်ထိုခဏမှာပဲပုံနကဟာမြင်းပြန်ဖြင့်ရောက်လာပါတယ်ဝိဒူရကိုမြင်းပေါ်မှချ၍တရားသဖြင့်ပရိသတ်အလယ်၌ထားခဲ့ပါတယ်ဣရန်တတီနှင့်အတူကြည်ရှင်ချမ်းမြေစွာထွက်ခွာသွားလိပါတယ်မင်းကြီးကဖြစ်ပျက်ပုံအလုံးစုံကိုမေးမြန်းတဲ့အခါမှာဝိဒူရကလည်းစုံစေစွာလျှောက်ထားပါတယ်အဲ့နောက်ပုံနကပေးလိုက်တဲ့ပရမယရနာကိုကောရပြမင်းကြီးအားဆက်တာပါတယ်မင်းကြီးကတိုင်းသူပြည်သားအပေါင်းတို့အားငါရဲ့အမတ်ကြီးဝိဒူရဒုက္ခမိန်ဟာအနှောင်ဖွဲ့မှလွတ်တည်နည်းသူနိုင်ငံအတွင်း၌အချုပ်နှောင်ခံနေကြရတဲ့သူတွေကိုလည်းအနှောင်ဖွဲ့မှလွတ်စေပိုက်ကွန်ကြော်ခွင်းမြုံစသည်တို့၌ဖမ်းမိကုန်သောတာငှက်တို့ကိုလည်းလွတ်စေဘုတ်ဆိုးတန်ကအလုံများကိုလည်းမလုစေနှင့်ဤတလအတွင်းလေသမားတို့လည်းအနားယူ၍ပျော်ပွဲသဘင်ကိုဆင်ရင်ခြင်းပါပျော်ရွှင်ကြစေဟု၍မိန့်တော်မူပါတယ်ထို့ပြင်ဝိဒူရကိုလည်းအထူးထူးသောလက်ဆောင်ပန္နာတို့ဖြင့်ပူဇော်ရန်တိုက်တွန်းတဲ့အတွက်ကြောင့်ပြည်သူပြည်သားတွေကလည်းဝမ်းမြောက်ဝမ်းသာပူဇော်ကြပါတယ်ဝိဒူရဒုက္ခမိန်ဟာမင်းနဲ့တကွာသောတိုင်းသူပြည်သားတို့အားတရားစကားဟောကြားဆုံးမပါတယ်ကောင်းမှုများပြုစေပါတယ်မိမိကိုယ်တိုင်လည်းကောင်းမှုများပြုလုပ်ပါတယ်ဤသို့ဖြင့်ဆုတည်တဲ့အခါမှာအားလုံးပင်နတ်ပြည်သို့လာကြလေပါတယ်ဇက်ပေါင်းတဲ့အခါမှာဝိဒူရဒုက္ခမိန်ဟာကောရမဘုရားရှင်ကောရပြမင်းဟာအရှင်အာနန္ဒပုံနကဘလူဟာအင်္ဂုလိမာလာဘရုဏနဂါမင်းဟာရှင်သာရိပုတ္တရာတရားမင်းဟာအရှင်နုရုဒ္ဓဂလုံမင်းဟာအရှင်မောဂလံဝိမလာဒေဝီဟာခေမာဘိက္ခုနီဣရန်တတိသည်ကိတာဂေါရမီတိန်တော်မြင်းသည်ကန္တကမြင်းဝိဒူရဤမယားကြီးအနော်စာသည်ရတော်တရားအတိတိဖြစ်လာကြလေသည်ဤဝိဒူရဇတ်မှာဂေါရမဘုရားရှင်ဟာပညာပါရမီတစ္ဆာပါရမီအဋိဋ္ဌံပါရမီခန္တီပါရမီတို့ဖြည့်ဆည်းခဲ့ပုံကိုသိမြင်နိုင်ပါတယ်ရှင်